ခင်ဗျားတို့သတိထားမိလားတော့မသိဘူးမန်ဂတစ်ခုမှာ fan တွေရဲ့ထောက်ခံမှုအများဆုံးရထားတဲ့ character တစ်ယောက်ဒါမှမဟုတ်2ယောက်ကတော့သေတာများတယ်တချို့ဆိုရင်ဒီ character ကိုသေသေးချာချာကြီး set တဲ့လုပ်ထားရဲပြီးရင် story ကောင်းကောင်းလေးထည့်ထားတယ်အချိန်တစ်ခုရောက်မှမန်ဂခကိုယ်တိုင်ရေချက်ရှိရှိနဲ့တက်ပစ်တာမျိုးတချို့ကြတော့ရေချက်မရှိဘဲနဲ့ဒီတိုင်းပဲ story ပြောင်းလဲကြောင်းပေးတည်ခိုင်းလိုက်တာမျိုးဒါကတော့အမျိုးမျိုးပေါ့မန်ဂခရေပေါ်မူတည်ရပါအဲ့လို character တစ်ယောက်ကိုပေးတည်ခိုင်းရတာလေထင်သလောက်တော့မလွယ်ဘူးဗျfan တချို့ကကြတော့မန်ဂရဲ့ plot တွေ story ဘိုင်းတွေကိုအားပေးရဆိုတာတဲ့ character ကိုအားပေးရများတယ်ဆိုတော့မတော်လို့များ fan ရဲ့အသေးတွေကိုအပြည့်အဝသိမ့်မဲ့ရရှိထားတဲ့ character တယောက်သေးပဲဆိုကြပါစို့အရင်ဆုံးပြဿနာရှာခံရမှာကဒီ character ကိုဖန်တီးရဲ့မန်ဂခကိုယ်တိုင်မှာဘာလို့လဲဆိုရင်ဒီမန်ဂခနဲ့ fan တန်းကြားမှာ Q&A ကဏ္ဍလေးရှိပါတယ်ပြောရမယ်ဆိုရင်သတင်းစာရှင်းလင်းပွဲလုပ်တဲ့ပုံစံမျိုးပေါ့ပုံကိုယ်ဆွဲရှိရောဒီ character တည်ဆုံးမှုကြောင့်ဝေဖန်ခံရတာတွေအစဲခံရတာတွေအမုန်းစကားတွေအဆိုးဆုံးကတော့အသက်အန္တရာယ်ထိရန်ရှာမျိုးထိပေါ့ဒါက industry မှာဖြစ်လိဖြစ်တာရှိတယ် fan တန်းနဲ့မန်ဂဖန်တီးသူတွေကြားအထင်ရောပါဒါပေမဲ့လည်းတချို့သောမန်ဂဖန်တီးသူတွေကစောက်ခွက်ပြောင်းတာမျိုးရှိတယ်တက်မဲ့ကိုစိတ်ကျင်စားပေးကြဒါထိုက်တော့ intro လည်းနည်းနည်းရှည်သွားပြီဆိုတော့ topic ကိုသွားမယ်ဒီနေ့ topic က ace ဆိုတဲ့ character အသက်ရှင်နေသေးရင်ဘာဆက်ဖြစ်လာနိုင်မလဲပြီးရင် ace တွေကတန်ရောတန်လာဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားချင်ပါတယ်ဆိုတော့ ace ရဲ့ဇက်ကောင်နဲ့အရင်ဆုံးစလိုက်မယ်မန်ဂတစ်ခုမှာ character အသစ်တစ်ယောက်ကိုမိတ်ဆက်ပြီးဆိုရင် fan တွေအရင်ဆုံးပြေးမြင်ကြတာ character ရဲ့ design မှာသူကသူစိုးတာကောင်းတာခဏထောင် character design ကအဓိကပါ character အသစ်တစ်ခုကbody တောင်းတောင်းvoice actor ကောင်းကောင်းပြီးရင်လူများစုလက်ခံနိုင်တဲ့အတိုင်းအတာရှိဆိုရင်ပေကြပေါက်ဒီ character attention ရပါပြီရေဘူးကပြောရနော်ရေဘူးရဆိုတော့ A ဆိုတဲ့ဇက်ကောင်ပထမဆုံးမိတ်ဆက်ပေးရက chapter 154 dress line art အပြီးမှာမိတ်ဆက်ပေးသွားပါဒါပေမဲ့အဲ့တုန်းကဘယ်သူဆိုပြီးပြောသွားမျိုးမရှိပါဘူးဒီတိုင်းပါပဲအာရာဘာစတာရောက်မှာ A ဆိုတာသူပါဆိုပြီးတော့ဖြစ်သွားပါ character design လည်းအများလက်ခံနိုင်တဲ့အပိုင်းမှာပါတယ်လို့ voice actor ကလည်း Toshio Furukawa Pico တို့ရဲ့အတန်းတရုပ်ဆောင်မှာလုံးဝ perfect ပါပဲပြီးတော့ Luffy ရဲ့အကို Roger ရဲ့သား character နဲ့ story ဘိုင်းကလည်းစင်လုံးကြောဖြစ်တာဆိုတော့ fan တန်းတွေလက်ခံတာမဆန်းပါဘူးကျွန်တော်ထည့်မပြောတော့ဘူးဘာဖြစ်လို့ဆိုတော့ short to the point မလို့ ace ဆိုတာနဲ့လူတိုင်းသိလို့ပါဆိုတော့ဒီလောက်ထိ perfect ဖြစ်တဲ့ character ကိုတက်ပြစ်ဖို့ဒီလိုလားအကယ်၍ ace တာအသက်ရှင်နေအောင်မယ်ဆိုရင်ဘာဆက်ဖြစ်လာနိုင်မလဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်စဉ်းစားရတဲ့အချက်၃ချက်ရှိပါတယ်ပထမတစ်ချက်က marine အကောင့်တွေကို bounty ပြန်ထုတ်ထားတဲ့ cross gate ဆိုတဲ့အဖွဲ့ကပျောက်ကွယ်သွားမှာပါ cross gate ရဲ့အဖွဲ့ကအခုချိန်ထိရောဒီတိုင်းအဖွဲ့တစ်ခုလိုပဲမြင်ရပေမဲ့နောက်ပိုင်းမှာ cross gate ရဲ့တက်ရောက်မှုတွေကလည်းအများကြီးအပြောင်းလဲဖြစ်လာနိုင်ပါတယ် cross gate ရဲ့အစကတော့ကျွန်တော်တို့ရဲ့ future pirate ဘာကီမဟုတ်ဘူး crocodile နေရင်စားပါ crocodile ရဲ့ရင်စားတယ်မီဟောပါဝင်လာတယ်ပြီးတော့ဘာကီက leader ဖြစ်လာတယ်ဆိုတော့ဒီနေရာမှာ ace တာမတည်ခဲ့ဘူးဆိုတာထက် ace တာ teach ကိုမရှုံးခဲ့ဘူးဆိုရင် cross gate ဆိုတာလည်းဖြစ်လာမှာမဟုတ်ပါဘူး ace နဲ့ teach နဲ့က battle ဖြစ်တယ် battle ဖြစ်တော့ ace ကရှုံးသွားတယ် ace ရှုံးသွားတာဖြစ်တဲ့အတွက် teach က ace ကို marine လက်ထက်အပ်တယ် marine လက်ထက်အပ်လိုက်ရတဲ့အကြောင်းရင်းလည်းရှင်းပါတယ်ဘာဖြစ်လို့လဲဆိုရင် teach က warlord ဖြစ်လာဖို့အတွက်ပါmarine ကလည်း ace က roger တာဖြစ်နေအောင်သိရတဲ့အတွက်ကွက်မြင့်မကိုရတော့မှာပါအဲ့တဲ့ရင်ကိုသိတော့ luffy ဦးဆောင်ပြီးတော့ emperor down arc ဆိုတာဖြစ်လာတယ်Emperor Down ကြောင့်လည်းမိချောင်းပါဝင်လာမဲ့အတွေအရေးပါတဲ့ character တော်တော်များများလွတ်လာတယ်ဆိုတော့ဒီလောက်ပဲ Marine Fort တောင်ဆက်စရာမလိုဆိုတော့ရှေ့ဟာပြန်ဆက်ရရင် Ace တာတီကိုမရှုံးခဲ့ရင် Emperor Down ဆိုတာလည်းဖြစ်လာမှာမဟုတ်ဘူးထောင်ပေါက်မှုမဖြစ်ရင် Crocodile ဆိုတာလည်းလွတ်လာမှာမဟုတ်ဘူး Crocodile နာလွတ်မလာရင် Cross Gate ဆိုတာရှိလာမှာမဟုတ်ပါဘူးအရာအားလုံးကသူ့ဟာနဲ့သူဂျိတ်တီကြီးပါပဲ久しぶりだなဒုတိယ Gear 4ပါGear 4က really ရဲ့ training ပေးမှုအောင်မှာဖြစ်လာမှန်ပေမဲ့လို့ Gear 4နောက်တဲ့ force ပေးတဲ့အချက်နှစ်ချက်ရှိပါတယ်အဲ့ဒါက Shabuni Island မှာ Straw Hat တွေခုမှကြောင်ကွဲသွားရဲအကူဖြစ်သူ Ace သေသွားတဲ့အကြောင်းပါ Straw Hat တွေနဲ့ရှင်ကွဲတယ်ဆိုပေမဲ့အကူဖြစ်သူ Ace နဲ့ကတော့ကိုရှင်မာရင်သေကွဲရပါရှင်ကွဲနဲ့သေကွဲဆိုတာလည်းနည်းနည်းတော့ခံရခက်တယ်ရှင်ကွဲကတော့တန်နီယာတပတ်လေရင်ကျွန်တော်တို့ပြန်တွေ့ဖို့ chance တွေအများကြီးရှိပေမဲ့လို့သေကွဲကတော့မျောလင်းချက်လုံးမဲ့သွားပါတယ်ဆိုတော့ Straw Hat တွေနဲ့ကခုမှကြောင်ကွဲသွားပြီးတော့ Ace တာမသေခဲ့ရင် Luffy ရဲ့ Haki development ဘိုင်းကလည်းရလက်ပြောင်းသွားမျိုးဖြစ်ဖြစ်ဒီထက်မကကြာတာမျိုးတွေဖြစ်ဖြစ်ရှိကောင်းရှိနိုင်ပါတယ်reality ဆန်ပြောရမယ်ဆိုရင်တော့မခံချစိမ့်နဲ့ကြိုးစားပေါ့အကယ်၍တငယ်ချင်းတွေနဲ့ကွဲရပေါ့အကူဖြစ်သူ Ace တာအသက်ရှိနေအောင်မယ်ဆိုရင် Luffy ရဲ့ခံမြင်စိတ်ကနည်းနည်းလေးတော့ရော့သွားကောင်းရော့သွားနိုင်တယ်ဒါဆိုရင် Gear 4ကလည်းအပြောင်းလဲဖြစ်သွားနိုင်တယ် 3D2Y မှာ Luffy က Haki ဘိုင်းမှာတော်တော်ကြီး development ဖြစ်လာအောင်တွေ့ရတယ်အထူးသဖြင့် Hashoku Haki ဘိုင်းပေါ့
ရှေ့မှပြောခဲ့လို့ ace တာမသေးခဲ့ဘူးဆိုရင် basis haki ကတော့ပြဿနာမရှိပေမဲ့လို့ကျွန်တော်တို့ gear 4ကိုပုံမှန် dress lot အမှာမြင်ရဆိုပေမဲ့ဒီတိုင်းသာဆိုရင် Whole Island တို့ဟိုနောက်ပိုင်းကြာမှာမြင်ရဖို့များပါတယ်တတိယကတော့စာဖို့ပါဒါရှင်းပါတယ် ASN စာဖို့မဟုတ်ဘဲနဲ့ Revolution Army ကစာဖို့ဖြစ်နေပဲမြင်ရဖို့များပါတယ်အကယ်၍ Ace ရဲ့တည်ဆုံးမှုကိုစာဖို့သာသတင်းစာထဲမှာမဖတ်မိဘူးဆိုရင်အတိတ်ကိုပြန်ပြီးတော့တတိယသွားမှာမဟုတ်ပါဘူး ASN Trio ကြောင်းတော့ကျွန်တော်ပြန်ပြီးတော့စမျိုးမပြန်တော့ဘူးပြီးကြမယ်လို့ထင်ပါတယ် Ace တာအသက်ရှင်နေအောင်မယ်ဆိုရင်စာဖို့လဲ Devil Fruit user ဖြစ်မလာနိုင်လို့ Ace နဲ့ Luffy ကလည်းစာဖို့သေးသွားပြီလို့ယူဆထားကြအောင်စာဖို့ကလည်း Dragon ရဲ့တပည့်အနေနဲ့ပဲဖြစ်သွားနိုင်ပါတယ်ဆိုတော့အခုပြောသွားရတာ Ace တာအသက်ဆက်ရှင်နေအောင်မယ်ဆိုရင်ပြောင်းလဲသွားနိုင်တဲ့အချက်တွေပါတခြားသောအချက်တွေလည်းရှိကောင်းရှိနိုင်တာပေါ့ဒါပေမဲ့ဒါကကျွန်တော်စဉ်းစားရတဲ့လောက်ကိုပြန်လည်မျှဝေပေးရပါနောက်ဆုံးအနေနဲ့ Ace တွေကကောင်းလားဆိုရင်တော့ဂျင်နာနာနဲ့ကောင်းတယ်လို့ပဲပြောရမယ်စာပုံနဲ့လူဖီတွက်ကအပြောင်းလဲတော်တော်ကြီးများသွားတယ်တခြားသောဟာတွေကတော့ဒီထက်ရင်ကုန်ဖို့ကောင်းမကောင်းဆိုတာကတော့ comment မှာဝေဖန်လေကန်ရင်းနဲ့ပဲဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်